blog လေးခုံပြမှာပဲဖြစ်ပါတယ်ဒီတာဝါလေးပါတာဝါနာမည်တော့မပြောပြတော့ပါဘူးတာဝါတည့်လူလည်းရှိလောက်မှာပါတကယ်တော့တာဝါနာမည်ကမသိလို့ပေါ့နော်ဝင်တော့ဝင်လိုက်တယ်ဒါပေမဲ့တာဝါနာမည်သိချင်မှကြည့်မိလိုက်လို့ပါ the fresh automatic fresh brand ဆိုတာတာဝါလေးပေါ့နော်အဲ့ဒီတာဝါလေးပါ fashion brand ဆိုတာဝါလေးပေါ့နော် okay အခုကဘာတာဝါလေးခုံရမလဲဒီဟာဆိုရင်Y2K တဲ့ဒီမှာ Y2K cute တဲ့ဒီထဲကကြောင့် Chanel ဒီကကြောင့်ဒါ secret ဒါOkay အခုက Y2K လေးပဲတော့ဟောလိုက်ကြရအောင်တော်ဒီဘက်က rainbow ပေါ့ဆက်ဟာဖတ်ခမယ်ဒီရောဥစားလေးခုတ်ချင်တာပေါ့တကယ်အဲ့ဒီတာဝါနဲ့ name တွေရောမသိလို့ပါသိရဟာရောပြောပြသွားလိုက်ပါရဲ့မသိလို့မပြောပြရပါတော့အနောက်ကအတန်လေးကြားရင်တောင်းမှပါရဲ့လို့သူကအရှိပဲပေါ့နော်ဒီဗီဒီယိုလေးလည်း YouTube မှာတင်ပေးပါမယ်လို့ဒါနဲ့လည်းတော့ကြာပါမယ်ဒီဗီဒီယိုတင်လို့ရှိရင်ရှော့တော့စိတ်ပိုင်ကောက်တင်လိုက်တခါလေးမှတင်ဖြစ်တာပေါ့နော်ဒီတိုင်းဗီဒီယိုလေးရိုက်ပြီးတော့ခုံလိုက်တာပေါ့Okay ခုကတော့ဒီပေါ်ရောက်လာပါပြီဆန္ဒဗီဒီယိုလေးရိုက်ပြီးခေါ်လိုက်တာပေါ့နော်ဒီပေါ်ရောက်လာပါပြီ Okay YouTube က comment ပါနော်ခုံခိုင်းစေချင်တဲ့တာဝါလေးရှိမန်းခံပေးပါလို့ခုံပေးပါမယ်လို့ YouTube မှာတင်နေတာတော်မှာတင်လဲတင်ပေးပါမယ်ဒီလိုတာဝါရှည်ကြီးတော့မဟုတ်ပေါ့နော်ဥပမာဖူရှိတာဝါပုံစံမျိုးပေါ့အနောက်ကအတန်လေးကြားရတောင်းမှပါရဲ့လို့အနောက်ကပါနော်အရင်လူဖုန်းကြည့်နေတဲ့အတန်လေးပေါ့အဲ့ဒီအတန်လေးမို့လို့တောင်းမှပါရဲ့လို့နားနေလို့ရှိရင် Oh my god အဲ့လိုပါပဲကန်ကကိုဘမှာပါ Okay ဒီရောရောက်လာပါပြီအပြုတ်ကြပါဘောနော်အဲ့တော့ပြန်ထားလိုက်တာဒီရောရောက်လာပါပြီဆက်ထုတ်လိုက်ရအောင်အနောက်ကဆက်ချုပ်နေရတဲ့လေးကြားရလေတောင်းမှပါရဲ့လို့အိမ်မှာဆက်ချုပ်နေလို့ပါ Okay နိုင်သွားပါပြီဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးရတဲ့ကျေးဇူးတင်ပါတယ် Bye bye